Minecraft ဒါပေမဲ့တာမန် Minecraft မဟုတ်ဘူးရေရောက်ထဲမှာရောက်နေတယ်ရှေးဟောင်းအဆောက်အဦကြီးတွေကနေကျွန်တော်ကထွက်ပြန်มาဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုလေးစလိုက်ရအောင်ကျွန်တော်ရဲ့ဗီဒီယို live လေးလုပ်ပြီးတော့ကျွန်တော်ရဲ့ channel လေး subscribe လေးလုပ်ထားဖို့ပါတော့နော်ကျွန်တော်ဝေါ်တဲ့ဟိုပေါ့ဝေါ်တဲ့ကိုရောက်ချင်းတော့ကျွန်တော်အဲ့မှာရှေ့မှာရှိတဲ့ sign board တွေကိုကျွန်တော် like ပြီးတော့ဖတ်တယ်ပေါ့ဖတ်တာကတော့ဒီကတော့အဲ့လိုဝေါ်ကိုထွင်ခဲ့တဲ့ဝေါ်ကိုဒီဝေါ်ကိုဖန်တီးခဲ့တဲ့သူရဲ့အဲ့သူ့ရဲ့ channel subscribe လုပ်ပြီးတော့အဲ့လိုကြော်ညာရေပေါ့အဲ့လိုအဲ့ရလည်း၄ခုရှိရပြီးတော့အမှကျွန်တော်သွားဖို့လို့ဆိုပြီးလည်းပြင်လိုက်တော့တကားဘက်က၄ယောက်ဖြစ်နေတာအဲ့နဲ့ကျွန်တော်တွေးတဲ့ပေါက်ထဲကိုဝင်ကြည့်လိုက်တာပဲပြီးရင်check out your map check out your check out your mode check out my other adventure mode ဒါလို့ဘာတူလို့ကြော်ညာတဲ့စာပေါ့အခုကျွန်တော်ရောက်နေပါပြီလုံးဝသွားပါမယ်တကားဘက်က၄ပေါက်ပေးထားရပဲဘယ်ဦးရင်တော့ဒီဘက်ကိုရင်တော့ဒီပေါက်ထဲဝင်နေတာဘာမှရှိမနေဘူးရေရှိရခုံပြမှာပြင်းကြမှာဘာမှလည်းမရှိဘူးဘာမှမရှိတော့ပေါ်ပြန်တက်မယ်အဲ့နဲ့နောက်ထပ်တစ်ပေါက်ကိုဝင်ကြည့်တော့နောက်ထပ်တစ်ပေါက်ကိုကျွန်တော်ကမရှိဘူးလို့ပဲထင်ထားတာဒါပဲအပေါက်ရှိရဗျာအဲ့မှာထွက်လန်းရှိနေတော့မရှိဘူးဒီမှာလည်းလမ်းတလမ်းရှိနေမှာလမ်းတလမ်းရှိဒီ wall မှာတော့ chest တွေတော်တော်များများပါတယ်ဗျာအခုကျွန်တော်ပထမဆုံးထွက်တဲ့ chest တွေဆိုတော့အမှလုံးဝပေးထားတာတွေကတော့ wooden sword 3ချောင်းပေးထားတယ်ဗျာအာယုံနဲ့လူကြီးစိတ်တွေများဟို wooden sword 3ခုလားအဲ့မှာကျွန်တော်ရင်းကြီးပင်လားဘယ်လိုပြောမလဲရင်းကြီးပင်လားနွယ်ပင်လားအဲ့ပင်တွေကျွန်တော်မလို့ဘဲနဲ့ယူလာဗျာအဲ့ chest တွေတိုင်းမှာအဲ့ဟာတွေပါတယ်အဲ့ဒါကိုကျွန်တော်တွေ့တိုင်းယူလာတာအိုးဒါရောဒါခုနကျွန်တော်နေခဲ့နေဒီဘက်ဘေဘီသမီးလေးလားကျွန်တော်လန့်သွားပဲအကိုကြီးမှရုပ်တရက်ကြီးရောက်ချလာဆိုတော့အမသူတို့ကဘေဘီသမီးဆိုတော့တက်ရတာနည်းနည်းခက်တယ်မရှိတော့ပါဘူးမလီတော်လေးဟဲ့ဒါကြီးဘလို့ Find the two lever to open the door တကားပွင့်မှု lever နှစ်ခုရှာအောင်မလေပေးထားတယ်ဆိုတော့ဒီဘက်ကိုရင်သွားရအောင်ဒီတော့ကြည့်အောင်lever နှစ်ခုတော့ကျွန်တော်ဒီဘက်လမ်းနဲ့မတော်မဒီဘက်ကလမ်းပိတ်အမကျွန်တော်တွေ့တဲ့လမ်းတွေကိုလေတွေနဲ့ဝင်ပြီးတော့အမလီဗာတွေလိုက်ဖွင့်တယ်ပေါ့ဖွင့်နေချိန်မှာအမအဲ့ရခေါင်းကိုဖွင့်လိုက်တော့ဇုံမီထွက်လာပြဆိုဘေဘီဇုံမီတကောင်တော်သေးအဲ့ကျွန်တော်ကန်ကောင်းလာပါလို့ဆိုဘေဘီဇုံမလေပေါ်ရောက်သွားပိတ်သွားပြီဒီကြံပိတ်သွားပြီဟာဒီမလီဗာတစ်ခုဖြည့်တယ်ပြီးတော့ chest တစ်ခုလည်းရှိတယ် chest ကiron sauce ပေးပဲchat တို့လေဖွင့်ပြီဆိုရင်အဲ့လိုမျိုး chat တစ်ခုနဲ့တစ်ခုမတူဘူးဗျအဲ့ဒါ chat ဖွင့်တာတပြည့် iron sword ပေးတဲ့ sword ကအဲ့ဓာတ်ပေါ့တပြည့်မြင့်သွားတာအဲ့ကျွန်တော်အမှ wooden sword ရိုက် wooden sword ပြီးတော့ iron sword ကြီးပေးရဗျအဲ့ stone sword ကိုကြော်ပြီးတော့ iron sword ကြီးပေးတာပြီးတော့ဘာ sword ပေးလဲဆိုတာသိကျင်တော့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါဒီဘက်ကပြန်လာဒီကဖွင့်တယ်ဒီဘက်ကတကားပွင့်သွားတာဒီဘက်တကားပွင့်သွားတာဟုတ်တယ်ဒီဘက်တကားပွင့်ဒီဘက်တော့အိုးဟေးအမခလုတ်နှစ်ခုရှိရဗျခလုတ်ကိုနှိပ်လိုက်တာမှဇိုမီတွေထွက်လာတာကျွန်တော်မြန်မနဲ့တက်လိုက်ရတယ်တော့ဇိုမီကတော့တိတ်တော့မများပါဘူးခဏပဲတက်လိုက်ရတယ်တော်တယ်ဟောမလေးခလုတ်တစ်ခုရှိသေးတယ်ခလုတ်ကလေးဇုံမီထွက်လာမှာမသိဘူးဟုတ်တယ်ဇုံမီထွက်လာမှာရနှစ်ကောင်ဒီလိုရလက်ကြီးမြောက်โอเคဒီလိုရောဒီဘက်ကလီးပါမရှိဘူးဘာလဲဒါဆိုဒီခလုတ်ဖွင့်တယ်ကျွန်တော်မှားသွားဆိုရင်ကျွန်တော်တမနာဖြစ်တော့ကျင်းကနာကျွန်တော်ဒါလေးလုပ်ပြခိုင်းနေတော့ဘာလို့အေးမရောက်ပါဘူးပြန်ရောက်ပါပြန်လေပြီးလဲနေတယ်
ကျွန်တော်လေကိုတိတ်မကွေးတော့ဘူးဖြစ်နေ Okay. Okay,ဒီဘက်ဟုတ်တယ်ဒီဘက် Okay. ဒါဆိုရင်တကားပွင့်ဒီကနှစ်ခုလုံးပွင့်တော့ပြီအော်မင်းတို့မပွင့်သေးဘူးဒီဘက်မှာတခုဝါးရအောင်ဒီဘက်မှာနောက်ဆုံးလီပါတခုကဒီဘက်မှာရှိနေတယ်နော်ကျွန်တော်တော့ကြည့်မယ်အော်ဒီစီရလဲနေတော့ဆက်တော့ Okay ဆက် ဒီမှာじゃပောက်ကွာပုံစံခုံပြီးတော့အဲ့လိုလီဗာကိုဖွင့်ရတယ်ပေါ့အဲ့ဒီမှာဒီလိုပောက်ကွာခုံပြီးဘာလို့ဘယ်မှတော့မသွားဟုတ်တယ်လီဗာကိုပဲတက်ခိုင်းတက်ဖွင့်လိုက် easy လို့ easy ပါပဲရောအော်ဒီမှာတွေ့ပြီလီပါ Okay ဒါဆိုရင်တော့တကားပွင့်ပြီလို့ထင်တာပဲဟဲ့လီဝဲလူတော့အမကျွန်တော်လှေထဲဝင်မဲ့လို့ရောအမဘသူလည်းမသိဘူးကျွန်တော်ရိုက်သွားဗျာအမကျွန်တော်တွေးတောင်ရော့သွားသေးတယ်ပြီးတော့အမနောက်ကလေဘလို့ဟောရအတန်လို့ဘာတာအဲ့လိုတိုက်ပါထွက်လာသေးရဲ့ဗျာဘလို့မကြားလိုက်ဘူးဆိုရင်တေချာပြန်ပြီးနားထောင်ကြည့်လိုက်ဗျာ ဟောတကားပွင့်ပြီဟောသုံးကြီးတွေပါလာနေပြီသုံးကြီးတွေပါအာရှစ်အိုးလို့ဘယ်လိုအမတော်သေးကျွန်တော်အဲ့ဇိုမီကိုလေပေါ်တင်မယ်ဆိုပြီးထားတာကျွန်တော်ကလေပေါ်ရောက်ပြီဇိုမီလေးလေပေါ်ကြောက်နေတာတော်သေးဇိုမီနောက်ကနေကျွန်တော်ကိုခုတ်တယ်တေတော့လို့မြန်ခုံသိလိုက်လို့သာပဲ ဟိုကင်မှာအိုးရုပ်ပြကြီးဘာလဲလီဗာတအာလက်အောင်လာပဲပြင်းနေကျွန်တော်ထင်းတော့ထင်းတယ်လို့အကိုကြီးကနေဇိုမီရုပ်တရက်ရောက်လာမယ်လို့ထင်းတော့ထင်းတယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်လန့်သွားတယ်ဗျလန့်သွားပဲလို့ရုပ်တရက်ကြီးရောက်လာအဲ့ဒါနေကျွန်တော်ရှေ့ဆက်သွားလိုက်တာပောက်ကွာထက်ခုံရတာအောက်မှာကျတော့တို့ drown နေတယ်မှာချက် point လည်းပေးထားတယ်ချက် point ရောက်ပြီဒါဆိုရင်အော်ဒီပောက်ကွာခုံအောင်မှာဟုတ်တယ်ခုံကွာဟာအော်ဒါဒီဘက်ကနေဒီလိုသွားအောင်မှာအော်ဟုတ်တယ်ဒါဆိုရောက်ပြီးတော့လှေစီးရမယ်လှေတော့ပေးတာရဲ့ဒီတော့ဆက်သွားကြည့်ဆက်သွားမမတော့မရှိပါဘူးဟာကင်ထားတာပိုကောင်းမယ်ဒီအာရုံတော့ပေးရဆိုတော်တော်ကောင်းပါတယ်အမကျွန်တော်လီဗာတစ်ခုနဲ့ချက်တစ်ခုတွေ့ရချက်ကတော့လုံးဝကောင်းသွားပြီဗျဘာပစ္စည်းပေးရလဲဆိုတော့ကိုလိုတော့ကြည့်လိုက်ပါတော့ Oh diamond saw Okay diamond saw ပေးတယ် Okay ကျွန်တော်ဒါမစားသေးဘူး Oh drone အမ drone တော့ကောင်းလေတွေ့တယ်အဲ့ drone ကကျွန်တော်ဗျာလိုက်ပြီးတော့မလုပ်ဘူးလိုက်လည်းမရိုက်ဘူးဘာဖြစ်လို့လဲမသိဘူးဗျာကျွန်တော်ကုန်းမောင်ရောက်နေလို့မသိဘူးကျွန်တော်ရေထဲဆင်းမှလိုက်လုံမယ်လို့ထင်တာပဲဒါမဲ့လည်းကျွန်တော်သူ့ကိုတက်ပြလိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ရက်နေဖြစ်ပြဟိုကရုပ်တရက်ကြီးလိုက်ကင်ပါဆိုလို့ပေါ့တခါရအမ baby သမီးလေးထွက်လာတော့တဲ့အမ baby သမီးတော့ဟိုသမီးရဲ့မှာကျွန်တော်ညက်ပြီးတော့ဗျတေတော့မလို့မသွေးလေးဒရုန်းနဲ့ထွက်လာလိုက်တာလုံးဝကတိလေးဒရုန်းတော့မရှိတော့ပါဘူးဒရုန်းရဲ့တဝက်လေးပေါ့အဲ့ဟာလေးနဲ့ပဲဟိုကကျွန်တော်တော်တော်လေးကိုကန်ကောင်းသွားတာရှိရတယ် Oh my god ဘလေးတော်စီတေတော့လို့နောက်တစ်ထပ်ဖွင့်အောင်ပါဆောင်းအောင်ရှိသေးဘူးဖြစ်သေးဘူးလာတယ်ဖြစ်သေးဘူးတွေ့နေနေပြည့်တယ်လီဗာတစ်ခုရောက်ဟောဖွင့် Okay လီဗာတစ်ခုတော့ဘေဘီတို့မရှိသေးလားမသိဘူးဘေဘီတို့မြကျန်းနေဟုတ်တယ်ရှိမှမထင်တော့ဘူးဖွင့်ပြလိုက်မယ်နော်ဖွင့်လိုက်ပြီ Okay အော်ဘေဘီတို့မရှိတော်ပြီအာတီရိုက်သွားသေးတယ်ဟုတ်တယ်တော်ပါသေးတယ်အော်တကောင်ကျင်းလာလာဒါဒီမှာလေးလီဗာတစ်ခုရှိတယ်အခုသွားပါမယ်ဆိုတော့ဘယ်သွားမှာဒီတီကောက်တော့ပေးတယ်ဒီတက်စီဘယ်သွားမှာအမကျွန်တော်တကားဘောက်ကိုပြောက်လို့လိုက်ရှင်တယ်တကယ်နဲ့တကားဘောက်ကကျွန်တော်ပြထားတဲ့နေရာမှာတဲကြီးဖြစ်နေတယ်ဘယ်သွားမှာကျွန်တော်ဘယ်သွားမှာလဲဘယ်သွားမှာဟုတ်ပါကျွန်တော်ဘယ်သွားမှာလဲ
အော်ဒီမှာတကားပေါက်ကြီးဩမြန်မမြင်ဘူးတကားပေါက်ကိုထင်းလာရောကျွန်တော်လည်းတော်နေတိုင်းအကွေကောက်တွေတော့သုံးပြီးရှိကောင်းရှိနိုင်တယ်သုံးပြီးရှိကောင်းရှိနိုင်တယ်အော်မရှိဘူးသုံးပြီးမရှိဟာ ဒီနေရာမှာကျတော့ဝင်းကဘာလိုကြီးတွားတာဗျာအေးဝင်းကဘာလိုကြီးတွားနေမှာကျွန်တော်လှေအကွေ့တွေမှာကျွန်တော်တော်တော်လှဲတယ်လှေကိုမကွေ့တော့ဘူးပြင်နေရဗျာ ဟုတ်တယ်ဟေးနေပါ အမှကျွန်တော်နွယ်ပင်နေရအဲ့လိုရင်းကြီးပင်နေရပေါ့အမိုးပေါ်နေပြီးတော့တန်းလက်နေကြတာတော့နွယ်ပင်နဲ့အမိုးပေါ်နေတန်းလက်မကြောက်လေအဲ့ဒါကျွန်တော်ဝင်းကြိတ်တာဟုတ်တယ်ဗျာအမှလီဗာတစ်ခုရှိတယ် ဟုတ်ဘာလဲဒီလာရကျွန်တော်ဒုံမီမြတ်ထွက်လာမလားလို့ဒုံမီမြတ်ထွက်လာမလားလို့လင်းနေရတယ်ဒီကထက်တော့ပါအော်ဒီဘက်မဒီဘက်ဒီဘက်ဒီဘက်တော့ဟုတ်ဒီမှာဖိုင်းပေါ်လေးတခုဟုတ်စိုင်းပေါ်လေးတွေ့လိုက်တယ်လားမဟုတ်ဒီဘက်မှာဟုတ်တယ်ကျွန်တော်စိုင်းပေါ်လေးအမစိုင်းပေါ်လေးတခုရှိရဲ့ကြည့်ကြည့်ပါလေအဲ့တော့ဒီပတ်ပြန်oi drone တော့ကောင်ရှိရဲ့ drone ရလိုက်တက်လာတော့ဒီအမှ drone တွေတွေ့လို့ဆိုတတ်မယ်လို့လား drone ကကျွန်တော်လှေပေါ်ရောက်လာဗျာကျွန်တော်လည်းနောက်ကနေမရိုက်ဘူးအဲ့ဒါကိုကျွန်တော်မသိဘူး oi ဟဲ့ဘာလို့မလုပ်ရလဲကျွန်တော် drone မလုပ်ဘူး oi ဟဲ့ရဒီဘက်တခုရှိတယ်ဆန်းအော်ဝါတာမရေပိတ်သွားတယ်ဆိုအဲ့ဒါကိုကျွန်တော်တောင်းလိုက်သွားလာပြီးတော့ဆိုရင်ဒီဘက်ရောအမှချက်ပွင့်ပေးထားလို့ပါပဲအမှပောက်ကွာခုံရတာကျွန်တော်ခဏပြုတ်ကြရမဟုတ်ရင်ကျွန်တော်အဲ့အစထိပြန်စမှာချက်ပွင့်ပေးထားလို့ဒါပဲ ခုံကြတက်အမှနည်းနည်း error ဖြစ်သွားတာပါလာပါလေးရောက်တာကိုချက်ချင်းသိမတော့ပြီးမှချက်ပွင့်ပေးတယ်တိုင်းကနေရုပ်တရက်ကြီးသိချပါခုံမယ်ခုံလိုက်တယ်ခုံလိုက်တာယူပြန်ခေါ်ပြောင်းမယ်ရောက်ပြီဒါပဲကျွန်တော်ရောက်ပြီနောက်တဲ့ချက်တခုအမှချက်ထဲမှာပေးထားတာလုံးဝ Minecraft ထဲမှာလုံးဝအကျန်းဆုံးနေသားလိုက်စော်ကြီး3ချောင်းတောင်ပေးထားတာဗျာတော်တော်ကျန်းသွားပြီပြီးတော့အမှထွက်ပေါက်ကရေထဲကိုခုန်စီရမှာဒါပေမဲ့ကျွန်တော်ခုန်စီလိုက်တယ်ဒါပေမဲ့သေသွားတယ်ဘလို့သေသွားလဲဆိုတာကိုလိုစက်ကြည့်လိုက်ပါတော့ဘယ်တော့မှလဲရုပ်ခုန်ချမှာလားဒီကရုပ်ခုန်ချတကောင်းတော့မနေခုတ်ရတာနှစ်ကောင်ဆိုတော့ကျွန်တော်မျိုးခုတ်ချိန်တော့မရှိဘူးစကရင်လေးကိုလှည့်တော့မရှိသေးသေးရောဆိုးရအဲ့ရတော့ဆိုးရဒီဒီအဲ့တော့ပြန်ပေါ်နေတယ်ကျောင်းကနေလေဟုတ်တော့ဇာတ်ကိုတင်းနေဖြစ်တော့ဇာတ်ကိုတင်းနေဖြစ်တော့ဇာတ်တင်းနေဖြစ်တော့ဆက်တော့ဆက်တော့ရောက်ပါလေရောက်တယ်ရသေသွားရမည်